စံတဗီကိုတစ်ခါဈေးကြီးလိုက်တာဗျာလို့ခမများတို့ပြီးသွားဘူးလားဗျဟုတ်ပါတယ်ခမများတို့စားသုံးသူတွေဘက်ကကြည့်လို့ရှိရင်တော့များတာပေါ့ဒါပေမဲ့ခမများတို့မသိသေးတဲ့တကယ်ဈေးနှုန်းအစစ်မှန်ကပတ်စံမဟုတ်ဘူးဗျအသက်နဲ့ပေးရတာပါမြန်မာနိုင်ငံမှာတစ်နှစ်ကိုလယ်သမားဘယ်နှစ်ယောက်မွေကြိုက်ခံရပြီးတော့အသက်ဆုံးရှုံးနေရလဲဆိုတာခမများတို့သိလားဗျလဲလုံရင်းနဲ့အကျွေးတင်ပြီးတော့ကိုပိုင်လေကိုထိုးဆက်လိုက်ရတဲ့ဘဝတွေဘလောက်များလဲဆိုတာကိုခမများတို့သိလားဗျဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်လို့ရှိရင်စံတဗီတစ်ပေါင်းဟာလယ်သမားတွေပေးဆက်မှုနဲ့ရှင်ဘာမှမဟုတ်မှန်ကိုခမများတို့နားလဲသွားပါလိမ့်မယ်ကျွန်တော်လည်းအာကမင်းပါလေဝင်းနေဆိုတာအဝေးကနေကြည့်လိုက်ရင်တော့အရန်ကိုလှပပြီးတော့စိမ့်လန်းစို့ပြေးနေပေမဲ့အနီးကိုသွားလိုက်လို့ရှိရင်တော့တင်မင်းတမန်ရှိနေတတ်ပါတယ်ဗျကျမ်းမာရေးဝန်ကြီးဌာနနဲ့စေတုတေသနာဦးစီးဌာနတွေရဲ့စစ်တမ်းအရာမြန်မာနိုင်ငံမှာနှစ်စဉ်လူဦးရေ1000ခွဲဝန်းကျင်ဟာမွေကြိုက်ခံရပြီးတော့အသက်ဆုံးရှုံးနေရပါတယ်အဲ့ဒီထဲမှာအများဆုံးကဘသူတွေဖြစ်မယ်လို့ထင်လဲဗျဟုတ်ပါတယ်ကျွန်တော်တို့ကိုထမင်းကျွေးနေတဲ့လယ်သမားတွေပါပိုဆိုးတာကအဲ့ဒီထဲကမှနှစ်စဉ်လူ1000ကျော်ဟာစီးရုံကိုအချိန်မီမရောက်တာဖြစ်တဲ့အတွက်အသက်ဆုံးရှုံးနေရပါတယ်ဒါစစ်ပွဲတစ်ခုမှတေဆုံးတာမဟုတ်ပါဘူးဗျခမားတို့ကျွန်တော်တို့စားဖို့အတွက်စဘာဆိုင်ရင်နဲ့အသက်ပေးလိုက်ရတာပါမိုးရင်းကာလာလေထဲဆေးလိုက်တိုင်းမှာသူတို့ရဲ့ခြေလမ်းတိုင်းဟာတင်မင်းနဲ့စစ်ခင်းနေရတယ်လို့ပါပဲအသက်အန္တရာယ်တွေမဲလားဆိုတော့မဟုတ်သေးဘူးဗျစီးပွားရေးအရာလဲလယ်သမားတွေကအမြဲတမ်းခံနေရတဲ့သူတွေပါကမ္ဘာ့ဘဏ်နဲ့စိုက်ပျိုးရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေအရမှာဆိုရင်မြန်မာနိုင်ငံကကြီးလက်ဒေသတွေမှာလယ်မဲ့ရမဲ့ဖြစ်သွားတဲ့လူဦးရေဟာတဖြည်းဖြည်းများလာနေပါတယ်ဗျ။ဘာကြောင့်လဲ။စိုက်ပျိုးစည်းတွေကအစမတန်တက်လာတယ်။မြေဩဇာစည်း73စီစည်းတွေကမိုးပေါ်ရောက်နေပြီမဲ့စဘာပေါ်ချိန်ကြရင်တော့စဘာစည်းဟာထိုးကျသွားတတ်ပါတယ်ဗျ။မိုးရင်းဘက်ကနေပြီးတော့စိုက်ပျိုးစည်းချီးငွေကိုတိုးရီနဲ့ယူပြီးပြန်ဆက်ဖို့အတွက်စဘာစည်းမကောင်းတဲ့မျက်စိစုံမိတ်ရောင်းရပါတယ်။ရှုံးတယ်နောက်နေ့ပြန်ဆိုင်ဖို့အတွက်ထက်ချီးပါတယ်။အဲ့လိုနဲ့ပဲဒါတန်နေရလဲရင်းနဲ့နောက်ဆုံးမှာဒီအတိုးပေါ်အတိုးဆင့်ပြီးတော့ဒီအတိုးတွေကိုမဆက်နိုင်တာဖြစ်တဲ့အတွက်ဘိုးဘွားပိုင်လယ်မြေတွေကိုရောင်းပြီးတော့ကိုယ်လယ်တွေကိုကိုယ်တိုင်ပြန်လုပ်နေရတဲ့ဘဝတွေဟာအများကြီးဖြစ်နေပါပြီ။ရွာကိုကျွန်တော်ပြန်ရောက်တဲ့2နှစ်အတွင်းမှာလယ်သမားလေး9ယောက်ကလယ်မြေကိုအကျွေးဆက်လိုက်ရပြီးတော့ကိုယ်လယ်ကိုတီးစားပြန်လုပ်နေရပါတယ်။ဒါကကျွန်တော်လက်တွေ့ကြုံနေရတဲ့အရာပါ။စစ်တမ်းတွေရမှာစပယ်ကြီးလို့ခေါ်တယ်ကျွန်တော်တို့အေဟာဝတီတိုင်းလိုနေရာမျိုးမှာနေတယ်လယ်မဲရမဲဖြစ်သွားတဲ့လယ်သမားရာဂိုင်နှုန်းတွေဟာတစ်နှစ်ထက်တစ်နှစ်တော်တော်လေးမြင့်မားလာနေတာရင်နာစရာတစ်ခုပါပဲဗျအခုလက်ရှိကာလကိုကြည့်ရအောင်ဗျစံစည်းတွေတက်တယ်စားသုံးသူတွေကအော်ရတယ်ဒါပေမဲ့အဲ့ဒီငွေတွေကလယ်သမားအိတ်တွေကိုတကယ်ကိုရှောက်ရတာဓာတ်မြေဩဇာတအိတ်ကိုအရင်ကတောင်းကနန်းကနေပြီးတော့အခုသိန်းချီဖြစ်လာပါတယ်ဒီဇယ်ဈေးကတော့ပြောမနေပါနဲ့လက်တီကစိုက်ဖို့အရင်နည်းဟာအရင်တော့အထက်3ဆ4ဆတက်သွားပါတယ်။နာဂိမဖြစ်ခင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကလယ်တွေလုပ်ဖို့အတွက်ဒါဓာတ်မီဩဇာကြီးမလိုပါဘူးပိုးသက်စီမလိုပါဘူးဆက်တွေလည်းမလိုပါဘူးကျွဲနေပဲလုပ်ပါတယ်။ရွာတွေမှာလယ်လုပ်ဖို့အတွက်ဒါစည်ရင်းကားလို့ခေါ်တဲ့လူတွေကလည်းပေါ်ပါတယ်။အခုဆိုလို့ရှိရင်ကြီးရွာတွေမှာလူလက်ပိုင်းတွေဆိုတာလုံးဝမရှိတော့ပါဘူး။လူဆွမ်းအရင်မြက်ကတဖြည်းဖြည်းရှားပါလာပါတယ်။အဲ့တော့ဘာလုပ်ရလဲဆိုတော့စက်တွေနဲ့အစားထိုးလာပါတယ်။စက်နဲ့အစားထိုးတာဖြစ်တဲ့အတွက်ကုန်ကြားစရိတ်ကအရင်တော့ပိုပြီးတော့များလာပါတယ်။မြေစီတွေမကျဲလို့မရတော့ပါဘူး။ပိုးသက်စင်မတုံးလို့မရတော့ပါဘူး။အရင်တော့ကလက်တီကားရဲ့ကုန်ကြားစရိတ်နှုန်းဟာစဘာ30ဘုံပဲရှိပါတယ်။အဲ့ဒီတုန်းကတဘာဝအတိုင်းကိုတအေက90နှုန်းထွက်ပါတယ်။အခုချိန်မှာလက်တီကားကုန်ကြားစရိတ်ကစဘာတင်း30ဘုံရှိပါတယ်။တော်တော်ကောင်းမှတအေကားကိုတင်း40လောက်ပဲတီးပါတော့တယ်။ပြောချင်တာကတအေကားကိုအမြက်ကစဘာ10တင်းလောက်ပဲရှိပါတော့တယ်ရာသီဥတုဖောက်ပြန်လို့ရေကြီးလို့ပိုးကြလို့စဘာတွေပျက်စီးရင်ဘသူကတာဝန်ယူပေးလဲဗျဘသူမှတာဝန်မယူပါဘူးလယ်သမားကပဲအကုန်ခံရတာပါစံတဗီ1000ဖြစ်တာလယ်သမားတွေချမ်းသာသွားလို့မဟုတ်ပါဘူးဗျကုန်စည်နှုန်းကြီးမြင့်မှုဒဏ်နဲ့ငွေကြေးတန်ဖိုးကျဆင်းမှုဒဏ်ကိုဒါလယ်သမားတွေကခါးစည်းပြီးတော့ခံနေရတာပါအဆိုးဆုံးကစဘာစည်းကအနေဆုံးဖြစ်နေတာပါဗျနာဂိမတိုင်ခင်တော့ဆိုလို့ရှိရင်စဘာတရားကိုရွှေ့တစ်ချက်သားဈေးအတူတူပါပဲအဲ့လိုဖြစ်နေမှသာလယ်သမားတွေရဲ့ဘဝကအဆင်ပြေနေတာပါအခုဖြတ်ပုံပေါ်စံတင်းတရာကိုသိန်း30ဝန်းကျင်ပဲပေါက်ပါတယ်ရွှေဈေးကသိန်း90ပါ
3 ဆကွာနေပါတယ်ကျွန်တော်တို့ဘက်မှာဆိုရင်လယ်သမားတွေအလှမလူနိုင်တာကထိန်မခင်းနိုင်တာ10 သူနှစ်တစုလောက်ရှိနေပါတယ်ခင်ဗျားတို့ကျွန်တော်တို့တွေက social media ပေါ်မှာခင်မီမီနေထိုင်ကြတယ်ကော်ဖီဆိုင်နေထိုင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့နေ့တိုင်းထမင်း3နဲ့စားနိုင်မှုအတွက်ဘယ်သူတွေကပေးဆက်နေရလဲဆိုတာကိုမေ့နေကြပါတယ်ဒီကြားထဲမှာမွေးတွေကနေထမင်းမစားတဲ့လူနဲ့ထမင်းကကယ်လိုရီတက်တယ်စီးချိုဖြစ်တယ်လေခင်ဗျားတို့တွေကိုဗစ်ကာလာမှာတော့ဆရာဝန်တွေကထမင်းစားကြပါဆိုပြီးပြောမှအဲ့ကြမှာယောဂနဲ့ခံနိုင်တယ်ဆိုပြီးထမင်းထစားတယ်လို့အများကြီးပါလယ်သမားတွေမှာပင်စင်လာတာမရှိပါဘူးအသက်အာမခံမရှိပါဘူးနေဘူးမရှောင်းမိုးရွာမရှောင်းမွေးအနေရမရှောင်းစိုက်ပျိုးပြီးခဲ့လို့ဒါကျွန်တော်တို့တွေထမင်းတနက်စားရတာပါဒါကိုအမေးလျှော့ခံလူတန်းစားလို့တင်စားရင်မမားပါဘူးစံစည်းကြီးရလို့ခင်ဗျားတို့ညီးတွားမိလို့ရှိရင်ခင်ဗျားတို့တောင်းနေရဲ့မာဘီရဲ့ဆက်လက်တပူနဲ့ဘယ်ဟာဈေးပုံများလဲတွေးပါခင်ဗျားတို့အရန်ကြိုက်ပြီးတော့စားလို့ကောင်းတယ်ဖြတ်ပုံပေါ်ဆန်းရွှေပုံပေါ်ဆန်းကြားပြန်လို့ဆိုတာတစ်နှစ်လုံးနေမှာတတိပဲရတဲ့တက်ရှိမျိုးပါအခြားတက်တူမျိုးတွေလို့နှစ်သီးစားမရပါဘူးဗျအဲ့ဒါကြောင့်ဈေးတက်တက်နဲ့စားကြရင်တော့တက်တူမျိုးလို့ခေါ်တယ်အမထတို့ခွာတို့လို့စားပါမနဲ့စားလို့ကြံနေတဲ့ထမင်းကိုညက်နေရောက်လို့ရံဖြစ်ရင်ပြစ်ပေါက်လို့ရှိရင်နဖူးကွဲပါတယ်ဗျအဲ့လိုဆံမျိုးဆိုလို့ရှိရင်တော့တပီး3000လောက်နဲ့ရပါလိမ့်မယ်အဲ့တော့ခမားတို့စားနေတဲ့ထမင်းတစ်လုံးမှာလေသမားတွေရဲ့ချွေးတွေသွေးတွေနဲ့မျက်ရည်တွေပါတယ်ဆိုတာဘယ်တော့မှမမေ့ပါဘူးဗျဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လေသမားကြီးတွေကိုနားလည်ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်လေသမားတွေဟာကျွန်တော်တို့နိုင်ငံရဲ့အမှန်ကန်ဆုံးသူရဲကောင်းကြီးတွေပဲဖြစ်ပါတယ်ဗျကျွန်တော်တင်ဆက်ပေးတဲ့အကြောင်းအရာတွေကမိတ်ဆွေတို့အတွက်ဘုသူထားဖြစ်မယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and share လေးနဲ့ကူညီပေးသွားပါဦးခင်ဗျနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့